တင်မောသားတိုင်းမရှိမဖြစ်ဆောင်ထားရမယ်ဆက်လေနောက်လိုက်တဲ့လူတိုင်းဝယ်တဲ့နိုင်ဒီနေ့ပြပေးပါမယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ review လုပ်ပေးမှာက Kexio ကဒီ model လေးပါခင်ဗျာဒီကောင်းမှာကျွန်တော်တို့ဒါကျွန်တော်တို့ဒီကောင်း warranty cap ပါပါတယ် Kexio က warranty cap ပါနောက်ထပ်ကျွန်တော်တို့ menu စာအုပ်ပါပါတယ်ဒီကောင်း function ပိုင်းတော်တော်ဆုံးတဲ့ menu စာအုပ်အထူကြီးပါခင်ဗျာတော်တော်ထူတယ်နိုင်လေးကတော့ဒီကောင်လေးပါသူ့ရဲ့ကျွန်တော်တို့ model နံပါတ်ကတော့WS 1900H 1900H8A ဆိုတဲ့ model လေးပေါ့နော်ကောင်လေးပါဒီကောင်လေးပါ Kexio ဂျပန်ပါခင်ဗျ Kexio ကမူရင်းကုမ္ပဏီကဂျပန်မှာဒါကိုကျွန်တော်တို့တချို့က Kexio ဂျပန်ဆိုပြီးတော့ကျွန်တော်တို့ customer တွေကိုထင်အောင်ထင်မှားဖြစ်အောင်ပြောတဲ့စကားလုံးတွေရှိတယ်ဗောနော်အဲ့ဒါကြောင့်မို့ကျွန်တော်လာပြီးတော့မေးတယ်အကိုနိုင်ချင်းတူတူကိုတချို့က Kexio ဂျပန်လို့ပြောတယ်ကိုအဲ့ဒါဘယ်လိုမျိုးလဲဗောနော်ဘာလို့မျိုးမှမဟုတ်ပါဘူး original ကုမ္ပဏီကဂျပန်မှာကျွန်တော်ပြောသလိုပါပဲ Kexio ကဂျပန်မှာလည်းထုတ်တယ်ကျွန်တော်ထိုင်းမှာလည်းထုတ်တယ် China မှာလည်းထုတ်တယ်နိုင်ငံမျိုးစုံမှာထုတ်ပါတယ်ကျွန်တော်တို့ကပြောရဘယ်လိုပြောမလဲဈေးအောင်တဲ့အချိန်မှာပြောရကောင်းအောင်ဆိုပြီး Kexio ဂျပန်လို့ပြောတယ်အဲ့ဒီ Kexio ဂျပန်လို့ပြောတဲ့လူတွေကိုလူကြီးမင်းတို့ရှင်းသွားအောင်တစ်ခါတည်း direct သွားမေးလို့ရပါတယ် Made in Japan လို့ရေးထားတဲ့စလုံးလေးတစ်လုံးလောက်ရှိရင်မြည်သည့်ဘာသာနဲ့မဆိုနော်မြန်မာလိုရေးထားရရတယ်ဂျပန်နိုင်ငံနဲ့ထုတ်လို့ဒီမြည်သည့်ဘာသာနဲ့မဆိုရေးထားတစ်လုံးလောက်ရှိလို့ရှိရင်ပြပေးပါဂျပန်မှာမထုတ်ဘူးမဟုတ်ပါဘူးဂျပန်မှာ high end နဲ့ထုတ်ပါတယ်ကျွန်တော် high end brand အကြီးတွေထုတ်တယ်ရှင်တွေထုတ်တယ်ဂျပန်မှာလက်ရှိထုတ်နေတဲ့နိုင်ငံတွေရှိပါတယ်အဲ့မဲ့ကျွန်တော်တို့ consumer product တွေအကုန်လုံးကတော့ကျွန်တော်တို့ China မှာထုတ်တာများတယ် Thailand မှာလည်းထုတ်တယ် G-Shock ဆိုလို့ရှိရင်တော့ Thailand မှာထုတ်တယ်ပေါ့နော် Kexio က consumer product တွေဆိုလို့ရှိရင်တော့ China မှာထုတ်တာများတယ်ဒါလေးသဘောပေါက်ဖို့လိုပါတယ် Kexio ကဂျပန်ပဲဗျာ Kexio ဆိုတာတိတာပဲဂျပန်ကုမ္ပဏီဆိုတာနှစ်ပေါင်း90ကျော်နေပြီရက်တည်နေတာဒါပေမဲ့ Kexio ဂျပန်လို့ပြောပြီးရောင်းနေတဲ့ပုံမှာကျွန်တော်ကိုမေးခွန်းလေးမေးတာအခုတခြားနေရာတွေကတော့ Kexio ဂျပန်လို့ပြောတယ်အခုစီကဘာလို့ made in China နဲ့ဖြစ်နေတာကျွန်တော်ပြောခုနပြောသလိုပါပဲ Kexio ဂျပန်လို့ပြောရင်မေးလိုက်ပါ made in ဂျပန်ဆိုတာဘယ်နားမှာရေးထားလဲနိုင်ကျိုးမှာရေးထားလားနိုင်နောက်မှာရေးထားလားနိုင်ဒီမှာရေးထားလားနိုင်ဘူးမှာရေးထားလားလို့ရပါတယ်အဲ့ဆိုလို့ရှိရင်အဖြေကရှင်းသွားပါပြီအခါကျလို့ရှိရင်တော့ရှင်းတယ်ဆိုတော့ဘယ်နိုင်ငံမှာထုတ်လုပ်တယ်ဆိုတာအဖြေပေါ်ပြီပေါ့နော် okay let's go ဆက်လိုက်အောင်ဒီကောင်ကျွန်တော်ဒီနေ့ပြချင်တာဒီနိုင်လေးပါဒီကောင်လေးပါအရန်ကိုထူးခြားတယ်အရန်ကိုမိုက်တယ်ကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲကျွန်တော်တို့ပင်လယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အလုံးလုံးနေတဲ့လူကြီးမင်းတွေဆိုလို့ရှိရင်လုံးဝမဖြစ်မနေလုံးဝစောင့်ထားတဲ့နိုင်ပါbattery life ကလည်း10 year ပါတယ် AC ပဲကျွန်တော်တို့ပင်လယ်မှာကြိုက်တော့သွားလို့ battery ကိုမစိတ်ပူကြမလို့ပေါ့နော် battery life က10 year warranty ပါတယ် battery life 10 year warranty ပါကျွန်တော်စက်ပိုင်းဆိုင်ရာ warranty နဲ့ကျွန်တော်2နှစ်ပါပါတယ်ဒါလေးကျွန်တော်ရှင်းအောင်ပြောတာပါတချို့က10 year warranty ကိုအမှန်တော့တခြားလေးနားထောင်ပေးပါ10 year warranty ဆိုတာက battery ကိုပြောတာပါ battery 10 year warranty ပါနော်နောက်ထပ်ဒီကောင်ကကျွန်တော်တို့ water resistant frame ကလည်း silicone ရတယ်လုံးဝအကျန်းပတ်လို့ရတယ်အကျန်းလုံးဝခံတယ်ရေဆိုတာရေဝင်တာဘာမှစိတ်ပူကြမလို့ထူးခြားချက်တစ်ခုရှိပါတယ်ထူးခြားချက်တစ်ခုတော့မဟုတ်နှစ်ခုပေါ့နော်ဒီနိုင်လေးရဲ့ထူးခြားချက်နှစ်ခုကတခြားကျွန်တော်တို့ဘယ်လို CD တွေနဲ့မတူတာပါဒီ CD မှာကျွန်တော်တို့10 grad လို့ခေါ်တယ်ကျွန်တော်တို့ဒီအသက်အကျကိုကျွန်တော်တို့ကြည့်လို့ရတယ်ဒီနေ့ကဒီတက်တဲ့နေ့လားဒီကျနေကြည့်လို့ရတယ်ကျွန်တော်တို့နောက်ပြီးတော့လပြည့်လကွယ်လနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ moon data ဆိုတာလေးလည်းပါပါတယ် moon data ဆိုကျွန်တော်တို့ဒီနေ့ကတော့လပြည့်နေ့ဒီနေ့ကတော့လကွယ်နေ့လဘယ်လိုပုံစံလေးရှိတယ်ဆိုတာဒီကကျွန်တော်တို့ moon ဆိုတဲ့နေရာလေးမှာဒီနေ့ကလုံးဝကျွန်တော်ပြောမှဆိုရှင်ဘာမှမရှိဘူးเนาะအလုံးအဝိုင်းအပေါက်ကြီးဖြစ်နေတယ်ဒါဆိုလို့ရှိရင်ကျွန်တော်လကွယ်နေ့လို့သတ်မှတ်လို့ရပါတယ်လရှိတ်လေးနည်းနည်းလေးပေါ်နေဆိုတာလချမ်းလေးပေါ့လပြည့်နေ့ဆိုတော့ full moon ဆိုလို့ရှိရင်ဒီကောင်မှာ full moon လုံးအပြည့်ပေါ့လအပြည့်ပုံစံလေးဒီကောင်လုံးပြပေးတယ်ပေါ့နော်အဲ့ဒါလေးရနောက်ကျွန်တော်တို့ကဒီအတက်ကြပါတော့ဒါဆိုတာဒီအတက်တယ်ဆိုဒီအတက်တယ်ဒီကြတယ်ဆိုကြတယ်ပေါ့နော်အဲ့ဒီကောင်လေးအဲ့ဒီ system လေးတွေပါတယ်ကျွန်တော်ကပြောတော့ battery life ကလည်း10 year ဖြစ်တဲ့ပုံမှာကျွန်တော်တို့စီမံနေတာလုံးဝကိုဒါဆောင်မတင်တယ်ကျွန်တော်တို့အကြမ်းပန်းကျွန်တော်တို့ပင်လယ်ငါးဖမ်းသွားမဲ့လူတို့ကျွန်တော်တို့တောတဲ့ဟိုဘယ်လိုပြောမလဲ trip သွားမဲ့လူတို့တောင်တက်မဲ့လူတို့ဆိုလို့ရှိရင်တော်တော်လေးကိုအဆင်ပြေတဲ့နိုင်ပါကျွန်တော်တို့တာမန်ကျွန်တော်တို့ပတ်လို့လည်းရပါတယ်ကျွန်တော်ခုနပြောလို့ဟိုနိုင်တစ်လုံးနဲ့ပြည့်စုံအောင်လေးပတ်မယ်အကျန်းခံတာလေးလည်းလိုချင်တယ်အလုတ်ကျန်းနေလည်းလုပ်တယ်နိုင်ယူကိုကျွန်တော်တို့က24နိုင်လည်းလုံးဝမချွတ်ချင်ဘူးမချွတ်တန်းပတ်ထားခြင်းတဲ့လူတွေဆိုရှင်တော်တော်လေးတင့်တော်တယ်ကာလာကရွေးစရာကျွန်တော်မှာ3ရောင်ရှိပါတယ်ဒီ gray color လေးလည်းရှိတယ်ကာကီရောင်လည်းရှိတယ်เนาะအနက်ရောင်လည်းရှိတယ်เนาะဒီကောင်3 color လာပါတယ်4တောက်ဒီဇိုင်းလည်းလာပါတယ်အဝိုင်းဒီဇိုင်းလည်းလာပါတယ်ကျွန်တော်4တောက်ကြိုက်တဲ့လူကြီးမင်းနဲ့4တောက်ရွေးချယ်လို့ရပါတယ်အဝိုင်းကြိုက်တဲ့လူကြီးမင်းနဲ့အဝိုင်းရွေးချယ်လို့ရပါတယ်4တောက်ဒီကောင်လေးကတော့ကျွန်တော်အခုလက်ရှိကျွန်တော်ရောင်းတဲ့ဈေးက3
9000နဲ့8000ပါခင်ဗျာ3,9000နဲ့8000ဒါ4တော့ဒီဇိုင်းမှာကျွန်တော်တို့အဝိုင်းဒီဇိုင်းဆိုလို့ရှိရင်3,9000အတိနဲ့ရပါတယ်အဝိုင်းဒီဇိုင်းနဲ့ရှိတယ်4တော့ဒီဇိုင်းနဲ့ရှိတယ်ဗီဒီယိုကအောက်မှာကျွန်တော်တွေ့တဲ့နိုင်ဒီဇိုင်းလေးတွေကျွန်တော်ပြပေးပါမယ်ခင်ဗျာအခုနကကျွန်တော်ပြောလို့ပေါ့နော်ဒီယာကြီးဒီကျွန်တော်တို့ဒီ label ဖတ်ပြီးတော့ကျွန်တော်တို့ Kexio Japan ဆိုတာကဂျပန်ကုမ္ပဏီကိုပြောတာပါ made in Japan လို့ပြောတာမဟုတ်ပါဘူးကျွန်တော်တို့တသိန်းကျော်နဲ့ဂျပန်ပစ္စည်းရတယ်ဆိုလို့ရှိရင်သိချပါတယ်အတူပါတော့စိတ်ပူကြမလို့ပါဘူးဒီ model ကကျွန်တော်တို့အတူလုံးဝမထွက်တည်ပါဘူးအဲ့တော့စိတ်ကျွန်တော်စီမှာမဟုတ်ဘူးနော်တခြားဘာမှပဲဝယ်အတူအစ်စ်လုံးဝစိတ်ပူကြမလို့ပါအစ်စ်တစ်မျိုးပဲရှိပါတယ် alternate ပဲဆိုင်မှာပဲဝယ် alternate အစ်စ်ပဲရမှာပါကျွန်တော်လုံးဝ Thailand import စစ်ရပါမယ်တခြားမြည်သည့်နေရာမြည်သည့်ဆိုင်မှာပဲဝယ်ပစ္စည်းကတော့ကျွန်တော်ထင်ပါတယ်လုံးဝအကုန်လုံးတူပါပဲခင်ဗျာကျွန်တော်ထက်ဈေးတက်တာလဲဆိုလို့ရှိရင်တခြားရွေးချယ်စရာကျွန်တော်ဈေးတက်တာလဲဆိုလို့ရှိရင် install ဘာညာရတယ်ဆိုလို့ရှိရင်တော့တခြားအဲ့လိုဆိုင်မှာအခုဝယ်တင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီမှာဝယ်မှာမဟုတ်ပါဘူးကျွန်တော်ကဒီနိုင်ရဲ့ကျွန်တော် function တွေပြောပြရတယ်ဒီနိုင်ရဲ့ကျွန်တော်ထူးခြားချက်တွေကျွန်တော်ပြောပြရတယ်ဒီလိုပဲတခြားဒီပုံစံအတိုင်းပဲပေါ့နော်ကျွန်တော်ဒီမှာဝယ်မှာမဟုတ်ပါဘူးတခြားနေရာမှာဝယ်လို့ရယုံကြည်စိတ်ချတာဝယ်လို့ရပါတယ်ဘာလို့လဲဆိုတော့ဒီ model ကကျွန်တော်လုံးဝအမခံနေရေးအမခံနေဘာလို့လဲဆိုတော့ဒီကွက်မှာအတူလုံးဝမရှိသေးပါဘူးအဲ့တော့ကျွန်တော်ဒီမှာဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဈေးလေးပြန်ပြောပြပါမယ်3,900,800နဲ့မှာလို့ရပါတယ်ကျွန်တော်ဒီမှာပစ္စည်းမှာပဲဆို20% deposit ကတော့ကြိုပေးရပါတယ်20%ပဲပေးရတာပါကျွန်တော် half 50ရာခိုင်နှုန်းနဲ့ပေးစရာမလိုဘူးကျွန်တော်တို့ငွေအပြည့်လည်းကြိုလွှဲပေးစရာမလိုဘူးပေါ့နော်တော့ပစ္စည်းလုံးပို့လို့မရဘူးဆိုတော့မြို့နယ်တွေကြာမှာကျွန်တော်ကားဂိတ်တင်ပေးရဆိုရှင်တော့ငွေအပြည့်ကြိုလွှဲပေးရတာပါယုံကြည်စွာဖြည့်ကျွန်တော်တို့ကိုငွေအပြည့်ကြိုလွှဲပေးတယ်ဆိုလို့ရှိရင်တော့ delivery charge လုံးဝပေးစရာမလိုပါဘူးကျွန်တော် delivery charge free ပါကျွန်တော်မြေတလက်ဆောင်ပေးပါတယ်အမြဲတမ်းလက်ဆောင်ထည့်ပေးပါတယ်898တွေနိုင်တော့ကြိတ်တွေကျွန်တော်တို့လက်ဆောင်ထည့်ပေးပါတယ်အခါအားလျော်စွာကျွန်တော်ရေမွေးတွေလည်းလက်ဆောင်ထည့်ပေးပါတယ်ဘန်ကောက်ကနေပို့ရတဲ့အတွက်ကျွန်တော်ကကြာချိန်လေးတော့ရှိပါတယ်ကြာချိန်ကတော့2ပတ်ကနေ3ပတ်တွင်ကတော့ပုံမှန်ကြာပါတယ်ကျွန်တော်တို့တစ်ခါလေကြာရင်လမ်းခရီးမှာကျွန်တော်တို့ကြာနိုင်လေးတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ကာကိုရဲ့အတိအကျလဲကျွန်တော်တို့မေးလို့ကအဆင်မပြေဘူးပေါ့နော်ကြာချိန်ဆိုတော့2ပတ်နဲ့3ပတ်အတွင်းတော့ရှိတာပေါ့နော်ကျွန်တော် anniversary ပေးစရာရှိတာလက်ဆောင် gift ပေးဖို့လို့ကျွန်တော် birthday gift ပေးဖို့လို့ face date တတ်မှတ်ထားတဲ့အရာဆိုလို့ရှိရင်တော့ကျွန်တော်ကြိုမှာပေးမှာပဲအဆင်ပြေမှာပေါ့နော်ကျွန်တော်ရက်အကန့်တိုင်းနဲ့2ပတ်3ပတ်ဆိုရင်ဟုတ်ပြီအဲ့လိုမျိုးဆိုလို့ရှိရင်မှာတက်မှာမယ်ဆိုလို့ရှိရင်တော့နည်းနည်းအဆင်မပြေဖြစ်ကတိကောက်လေးဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ပုံမှန်ကတော့ကျွန်တော်ပစ္စည်းရောက်ပြီဆိုတာနဲ့ကျွန်တော်ချက်ချင်းကျွန်တော်ပို့ပါတယ်ကျွန်တော်ပစ္စည်းဝင်လာပြီကျွန်တော်ဘန်ကောက်ကိုရောက်ပြီဆိုရင်ကျွန်တော် review ရိုက်ဆက်ရှင်ရိုက်တယ်ရိုက်ဆက်မရှိကျွန်တော်ချက်ချင်း packet ထုတ်ပြီးတော့ကျွန်တော်နောက်နေ့ဆိုလို့ရှိရင်ကျွန်တော်ဒါကာကိုအပ်လိုက်ပါပြီကျွန်တော်ပစ္စည်းပေါ်ပြီးတော့ကျွန်တော်မှလည်းအကြိုက်မထားဘူးကျွန်တော်ချက်ချင်းအပ်တဲ့ကာကိုပစ္စည်းမြင်မြဲ customer တွေရောက်ဖို့ပါတခါကျရင်ကျွန်တော်မှတချို့ပစ္စည်းတွေကသူတို့ဟို store မှာကပြတ်နေတဲ့နေပစ္စည်းဆိုလို့ရှိရင်တော့နည်းနည်းကြာတယ်ပေါ့ကျွန်တော်ရောက်တဲ့အချိန်ကိုတစ်ပတ်လောက်ကြာရင်ကြာသွားတယ်တခါကျကျွန်တော် modify case နေနဲ့ကျွန်တော်တို့GA 2100တို့ဘာလို့ပေါင်းရတဲ့ case ဆိုတခါကျရင်modify case ကလမ်းမှာကြာနေတဲ့အခါလည်းရှိတယ်ကျွန်တော် GA 2100လူကျင်တဲ့ model ကလမ်းမှာကြာနေတဲ့အခါရှိတယ်ပေါ့နော်အဲ့လိုမျိုးတစ်ခုပေါင်းဖို့အတွက်ဆက်လို့ရှိရင်ကျွန်တော်တို့စောက်ရတယ်အဲ့လိုကြာလို့ရှိရင်တော့ကျွန်တော်တစ်လနီးပါးတစ်လကျော်လောက်လည်းကြာနိုင်တယ်အဲ့ဒီလိုစောက်ရတဲ့အပြင်မှာချွတ်မြန်မာနိုင်ငံကိုကျွန်တော်ပစ္စည်းပို့တယ်ကျွန်တော်တခြားချွတ်နေရတယ်ဆိုကျွန်တော်မလွယ်ဘူးပေါ့ဗျာဥပမာနေပြောမယ်ဆိုကျွန်တော်တို့တင်းနေတိုင်းတို့ကျွန်တော်ဖားကန့်တို့ကချင်ပြည်နယ်တို့ဆိုလို့ရှိရင်ကျွန်တော်အခုချိန်ပစ္စည်းပို့တာဒါကြာတယ်ရန်ကုန်ကနေပြီးအဲ့ဒီနေရာကိုရောက်ဖို့အတွက်မှကျွန်တော်9ရက်10ရက်လောက်ကြာတယ်ပေါ့နော်အဲ့လိုကြာချိန်လေးတွေရှိပါတယ်အဲ့ဒါလေးလည်းကျွန်တော်ကြိုပြီးတော့ပြောပြတာပါဘာလို့လဲဆိုတော့ကျွန်တော်ကပစ္စည်းမပို့ချင်တာလည်းမဟုတ်ပါဘူးကျွန်တော်ပစ္စည်းမြင်မြင်ပို့ပစ္စည်းမြင်မြင်ရောက် customer ရဲ့ review မြင်မြင်လေးရကျွန်တော်တို့မြင်မြင်လေးကြောင်းအဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့သွားတယ်ဗောနော်အဲ့ဒီအားနည်းချက်တွေတခုကအဲ့ကျွန်တော်ဒီကနေဘန်ကောက်နေပို့ရအတွက်အရင်လိုလန်ခီးတွေကအရင်ချောမွေ့ပြီးတော့ကောင်းနေတာမဟုတ်တဲ့အတွက်နည်းနည်းလေးတော့ကြာပါတယ်ဒါလေးတော့ကျေးဇူးပြုပြီးစိတ်ရှည်တီးခံဆိုစောက်ပေးပါစောက်လို့အဆင်မပြေဘူးဆိုလို့ရှိရင်တခြား install ရနိုင်တဲ့ဆိုင်တွေကနေမှာဝယ်တာကလူချင်းမျိုးတို့ပို့ပြီးတင်တော့ပါပဲကျွန်တော်က review video တွေရိုက်ပေးနေပါပဲအများအားကျွန်တော် review video ရိုက်လို့ကျွန်တော်ဒီမှာဝယ်ရမယ်ဆိုတော့မဟုတ်ပါဘူးခင်ဗျာကျွန်တော် review video ကဒီ model လေးကြိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဈေးသက်သာတဲ့ဆိုင်ရှိမယ်ကျွန်တော်တက်ပို့ပြီးတော့ service ပို့ပေးနိုင်တဲ့ဆိုင်ရှိလို့ရှိရင်ဒီမျိုးစိတ်ကြိုက်ရှာဝယ်လို့ရပါတယ်နိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုသိချင်တာလေးတွေကျွန်တော်နိုင်နဲ့ပတ်သက် accessory လေးတွေကျွန်တော်အားမနာလာမေးလို့ရပါခင်ဗျာကိုဖြိုးပါ bye bye